လေးရှားနိုင်ငံရဲ့တထေးကြီးတွေကုန်းတယ်ကြီးတွေစုဝေးရာနေရာမင်္ဂလာပါဘလော့ဘန်အောင်တွေပေးကနေထွေးတာပြန်လဲကြိုဆိုလိုက်ပါတယ်ယခုတခါပြန်လဲမျှဝေ share လုပ်ပြီးတော့မလေးရှားနိုင်ငံရဲ့အဓိကတရုံဝင်လည်းဖြစ်တဲ့အဓိကနာမည်အကျိုးကြောင့်နဲ့နာမည်ကြီးတဲ့နေရာလည်းဖြစ်တဲ့ကန်တင်ဟိုင်းလန်တောင်ပေါ်ဒေသကန်တင်ဟိုင်းလန်တောင်ပေါ်ဒေသဆိုရင်နိုင်ငံတကာမှာရှိတဲ့နိုင်ငံခြားသားအများစုဒီပါစားတဲ့နေရာလည်းဖြစ်ပါတယ်နိုင်ငံခြားသားအများစုစိတ်ဝင်စားတဲ့နေရာဒီပါအစားဆုံးနေရာဆိုလည်းမမှားပါဘူးအဲ့တော့ဆိုရင်ကန်တင်ဟိုင်းလန်မှာအဓိကအတောက်ဝင်တဲ့အဓိကနာမည်ကြီးနေတဲ့ဆွဲဆောင်မှုအရှိတဲ့အကြောင်းအရာတွေကတော့ကန်တင်ဟိုင်းလန်မှာဆိုရင် shopping mall ကြီးတွေတော့မိုးမြတ်တိုက်ကြီးတွေအိမ်ယာကွန်ဒိုတိုက်ခန်းတွေဟိုတယ်ကြီးတွေမော်တယ်ကြီးတွေများစွာထားရှိကြပါတယ်နိုင်ငံခြားသားအများစုတတိအများစုလူချမ်းသာတွေအများစုစိန်ခံတဲ့နေရာကြီးပါဘလို့စိန်ခံကြပါလဲတတိလူချမ်းသာတွေစိန်ခံတဲ့နေရာကတော့ကာစီနိုကြီးတွေများစွာထည့်သွင်းဖွင့်လှစ်ပေးထားတာကြောင့်ဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်